အားလုံးလောကကြီးမှာမဖြစ်ချင်တာတွေဖြစ်နေတာဘယ်သူကြောင့်သူ့ကြောင့်သူ့လောက်ကိုယ်ဒုက္ခပေးတဲ့ပုဂ္ဂိုလ်ပဲရှိမလဲနော်မုန်းစရာကောင်းတဲ့ရန်သူအစ်စ်ဟာကိုယ်ရင်တဲ့နှလုံးထဲမှာဖြစ်နေတဲ့လောဘဒေါသမောဟတွေသာဖြစ်တယ်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့ရန်သူတွေကိုအနိုင်ယူပြီးတော့ဖယ်ရှားပစ်ပြီးသားဖြစ်သောကြောင့်အရဟံအဲ့ဒီစကားလုံးကပါဠိမှာအရိဟနအရိဆိုတာရန်သူကိုခေါ်တယ်ဟဆိုတာဖြည့်ဆည်းထားတာဖြည့်ဆည်းပြလိုက်တာရန်သူတွေကိုခြေမုံပလိုက်တာအဲ့တော့အရိဟကနေအရဟံဖြစ်လာတယ်လို့ဒီလိုဆိုထားတာအဲ့တော့အဲ့ဒီစကားလုံးပြောင်းလဲမှုတွေကိုအသာထားအရဟံမိမိကိုဒုက္ခပေးနေတဲ့ကိလေသာရန်သူတွေကိုအားလုံးအနိုင်ယူထားပြီးသူဖြစ်တယ်ယူထားပြီးခြင်းကိလေသာအလုံးကိုချေမှုန်းပြီးဖြစ်ခြင်းရန်သူမရှိတော့ဘူးလို့ဆိုလို့တယ်ဘုရားရန်သူမရှိဘူးဆိုဒေဝဒတ်တို့ဘယ်သွားထားတော့လို့မေးကောင်းမေးလိုက်မယ်အပြင်ရန်သူအဲ့ဒါနော်ဘုရားမှာကိလေသာရန်သူဆိုတာမရှိတော့ဘူးလုံးဝမရှိတော့အတွင်းရန်အပြင်ရန်ဒါကြောင့်မလို့အရဟံကိလေသာရန်သူတွေကိုချေမှုန်းဖြည့်ဆည်းပြီးဖြစ်သူလို့ဒီချေမှုန်းဖြည့်ဆည်းခြင်းလို့ဒီအဓိပ္ပာယ်ဟာဒုတိယအဓိပ္ပာယ်တစ်ခုလို့ဟောသောဘဂဝါထိုဘုန်းတော်ကြီးမှာရှင်တော်မြတ်ဘုရားဟာဣတိပိကိလေသာရန်သူတွေကိုအပြည့်သက်ချေမှုန်းထားတဲ့အရေးချင်းရှိသောကြောင့်အရဟံအရဟမြည်တော်မူပါပေတယ်တကယ်အရဟပဲကိလေသာတွေကိုအနိုင်တိုက်ပြီးသားပုဂ္ဂိုလ်တွေကိုအရဟလို့ခေါ်ရမယ်ဆိုရင်မြတ်စွာဘုရားကသာတခါတည်းလက်ဆက်တခါတည်းနလမထုနိုင်အောင်ချေမှုန်းထားတာကြံတဲ့ပုဂ္ဂိုလ်တွေကအနိုင်ရတယ်ဆိုတာခိတ္တခဏပဲပြောတာမြတ်စွာဘုရားအနိုင်ရလိုက်တဲ့ကိလေသာကဘယ်တော့မှနောက်ကျောင်းပြန်လာတာမရှိဘူးတဲ့အပိသက်နိုင်တာပေါ့ဒါကြောင့်မို့လို့အရဟံရန်သူတွေကိုအနိုင်ရသူလို့ခေါ်ခြင်းခေါ်ရင်မြတ်စွာဘုရားကိုသာလင်ခေါ်ရမှာဖြစ်တယ်ပေါ့ဒီရည်ချင်းကိုစိတ်ထဲကနှလုံးသွင်းပြီးတော့အရဟံဆိုတဲ့ဂုဏ်တော်ကိုအာယုန်ထဲမှာကြည်နူးလာသည့်ထိအောင်အကျဉ်းချင်းထပ်ထပ်အမှတ်ရဖို့ပဲဒါကိုဗုဒ္ဓနုတ္တိလို့ခေါ်တာနော်ဟောနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်အဲ့ဒီအရဟံကိုပဲအရဆိုတာတန်မြာစပင်းကြီးရဲ့အကန့်တယ်အရဆိုတာအကန့်ဟဆိုတာဖြည့်ဆည်းတာအကန့်တွေကိုဖြည့်ဆည်းပြီးဖြစ်သူဖြည့်ဆည်းပြီးခြင်းဒါကတော့တင်စားပြီးတော့သုံးတဲ့စကားလုံးတစ်ခုပေါ့တန်မြာစက်ဝန်းကြီးကိုကြည့်လိုက်မယ်တန်မြာစက်ဝန်းကြီးကဘာနဲ့ဥပမာတူတော့ဆိုလှဲပြီးကြီးနဲ့အလားတန်တူတယ်ပရိစ္ဆေသမုပ္ပါဒ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လှဲပင်ကြီးရဲ့တရံဖြစ်တယ်ပေါ့ဒါကြောင့်မို့စက်ဝိုင်းကြီးနဲ့မိုးကုတ်ဆရာတော်ကြီးပြထားတဲ့စက်ဝိုင်းကြီးဟာဒါလှဲပင်ကြီးလိုပဲအဲ့တော့လှဲပင်ကြီးနဲ့ဥပမာထားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တန်မြာထဲမှာဘုန်းကြီးတို့တွေသွားနေတာဟာအဲ့ဒီဘဝယထာကြီးကိုစီးသွားနေတာဟာဘယ်သူကနေလဲပတ်နေတာတုံးဆိုတန်မြာဆက်ကလို့ဆိုတဲ့ဒီလက်ဘိန်းကြီးနဲ့လဲပတ်ပြီးတော့သွားနေတာဘဝကြီးကိုယထာကြီးလို့ဥပမာပေးလိုက်လို့ရှိရင်အဲ့ဒီယထာကြီးဟာတဘွားကနေတဘွားသွားနေတာဟာဒီဘိန်းကြီးနဲ့သွားနေတယ်လို့ဒီလိုဆိုလို့တယ်ဒါဖြင့်ဘယ်လိုဘိန်းနဲ့ဥပမာတူတယ်လဲလို့ဆိုလို့ရှိရင်အဝိဇ္ဇာရဲ့ဘဝတဏှာဆိုတာရဲ့မတိတာရဲ့တွေ့တာရဲ့နော်မတိဘူးဆိုရင်လိုချင်တယ်မတိတာနဲ့လိုချင်တာအဲ့ဒီနှစ်ခုတည်းလှဲပင်းရဲ့အလဲကောင်ကဝင်ရိုးတက်တဲ့နေရာကိုနော်ဒီဝင်ရိုးတက်တဲ့နေရာကိုခေါ်တယ်လေဒီနာဘိအချက်ဝင်ရိုးတက်တဲ့နေရာကိုနော်အဲ့ဒီနေရာမှာအဝိဇ္ဇာနဲ့တဏှာပေါ်မှာအားလုံးကတီးနေတာဖြစ်သောကြောင့်အဲ့ဒါပုံတောင်းလို့ခေါ်တဲ့ဟာပေါ့နော်ဒါတော့အရက်တရားတစ်ခုနဲ့တစ်ခုတော့တူချင်မှတူမှာပေါ့နော်နာဘိဆိုတဲ့ပုံတောင်းကြီးအဲ့ဒီပေါ်မှာအကန့်လေးစိုက်ထားပြီးတော့ဘေးကကွတ်ထားတဲ့ဟာကြတော့အကွတ်တကူလို့ခေါ်တယ်ပေါ့အဲ့တော့ level ကြီးရဲ့ပုံသဏ္ဍာန်ကိုဖော်ကြည့်လိုက်မယ်ဆိုရင်အဝိဇ္ဇာနဲ့တဏှာကပုံတောင်းနော်အဲ့ဒီကြားထဲမှာသင်္ခါရတို့ဝိညာဉ်တို့နာယုတ်တို့သလရဏဖတ်တဝေဒနာတဏှာဥပါဒံနော်ဘဝဆိုတာတွေကအကန့်နေတောက်ဆန်နေပေါ့အကန့်နေပေါ့ level မှာဆိုရင်အကန့်နေ
ဘာတော့စပိန်ကြတော့စပုတ်တန်ခေါ်သလားမသိဘူးအဲ့ဒါမျိုးတွေပေါ့နော်